ဝကိုဖြစ်စေတတ်တဲ့ကံတရားကိုလည်းဘဝလို့ခေါ်တယ်ကံတရားကြောင့်ဖြစ်ပေါ်လာတဲ့ခန္ဓာလို့ဆိုတဲ့အကျိုးတရားကိုလည်းဘဝလို့ခေါ်တယ်ဆိုလိုတာကကံတရားကိုဘဝလို့ခေါ်တဲ့အခါမှာစကလုံးအပြည့်စုံနဲ့ပြောရင်ကမ္မဘဝကမ္မဘဝကြတော့ဘဝတိတိဘာဝရဲ့တိတိဘဝဖြစ်စေတတ်တယ်ခန္ဓာ၅ပါးကိုဖြစ်စေတတ်တဲ့အကြောင်းနဲ့အကျိုးဆိုတာဆက်ဆက်နေတာဖြစ်လို့အကျိုးမရှိပဲနဲ့လည်းအကြောင်းလို့ခေါ်မှာမဟုတ်ဘူးဒါကြောင့်မို့အကြောင်းနဲ့အကျိုးဆိုတာတစ်ခုပြောရင်တစ်ခုကပါဝင်ပတ်သက်နေတယ်ဥပမာပဲဗာနဲ့တူတော့ဆိုရင်အချင်းချင်းပြန်လည်ထောက်ဆပြီးတော့ခေါ်ရတာမျိုးပေါ့အဖနဲ့သားဆိုလို့ရှိရင်တသုတ်ဟာလေအများကြီးကွဲပြားခြားနားမှုမရှိဘူးထူးခြားတဲ့အသုံးလေးတစ်ခုပဲသုံးထားတာပဲရှိတယ်ပေါ့တော့ဘောဝတ္တမူရင်းကိုမြတ်စွာဘုရားဟောပုံကိုရှင်အနန္ဒမေးလျောက်ပုံနဲ့မြတ်စွာဘုရားဖြည့်ဆိုပုံလေးကိုအရင်ကြည့်ရရှင်အနန္ဒကသူတန်တရားဖြစ်လာလို့ရှိရင်မြတ်စွာဘုရားထံချင်းကပ်ပြီးတော့မေးခွင့်မေးလျောက်ခွင့်ရပါစေအချိန်မီမေးလျောက်ခွင့်ရပါစေဆိုပြီးသူတောင်းဆိုထားတာရှိတယ်အဲ့ဒီတောင်းဆိုချက်အရာပဲသူသိကျင်တဲ့အကြောင်းအရာကိုမြတ်စွာဘုရားထံမေးလျောက်တယ်လို့ဆိုနိုင်တယ်သာဝတိမျိုးစေတော်အကြောင်းပေါ်နေတဲ့အချိန်မှာရှင်အနန္ဒာကမြတ်စွာဘုရားကိုဘာလျှောက်တုံးဆိုဘဝတိဗန္တိဝုစတိလူတိုင်းကပြောနေကြတယ်ဘဝနဲ့ဟုတ်တယ်ခဏိထိပြောနေကြတော့မယ်ဗမာတွေကတော့ဘဝဆိုတဲ့ပါဠိစကားအတိုင်းပြောတယ်ဘဝဆိုတဲ့စကားလုံးကိုစားသုံးတဲ့ပုဂ္ဂိုလ်တွေကြတော့နော် life of my life your life ဒါကိုပြောနေကြတာပဲသူတွေကဘဝဆိုတာကိုယ့်ဘာသာစကားနဲ့ကိုလူတိုင်းပြောနေကြတယ်ကိတ္တဝတ္တနုခောဗန္တိဘောဟောတိဘယ်လိုတိုင်းတာနဲ့သို့မဟုတ်ဘာအကြောင်းတွေဘယ်လိုအကြောင်းတွေကြောင့်ဘဝဆိုတာဖြစ်ရတာပါလေအဲ့တော့ဘဝနဲ့ပြောနေကြတာတော့ဟုတ်တယ်ဘယ်လိုတိုင်းတာနဲ့ဘယ်လိုဖြစ်လာတာကိုဘဝလို့ခေါ်ရလဲလို့မြတ်စွာဘုရားကိုရှင်အနန္ဒာကလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကံတရားကိုအဓိကထားပြီးတော့ဖြေတယ်ဒီမှာပထမဘဝသုတ္တမှာကာမတတုဝိပက္ခဏံကမ္မနာဘဝိတာအဲ့လိုရှင်းတဲ့အခါမှာဘုံသုံးပါးနဲ့မြတ်စွာဘုရားခွဲခြားပြီးတော့ရှင်းပြတယ်အဲ့ဒါလေးကိုအရင်သိဖို့ဘုံသုံးပါးဆိုတာကာမဘုံရူပဘုံအရူပဘုံကာမဘုံဆိုတဲ့ထဲမှာငရဲတိရစ္ဆာန်ပြိတ္တာအတုရကယ်ဆိုတဲ့အပယ်လေးဘုံရဲ့လူဘုံရဲ့နတ်ပြည့်6ထိုင်17ဘုံအဲ့ဒါကာမ17ဘုံလို့ခေါ်တယ်အဲ့ဒီကာမ17ဘုံတစ်ခုဒီနေရာမှာကာမဓာတုလို့သုံးတယ်စัจ java လာကိုလည်းမြတ်စွာဘုရားကလောကဓာတုလို့သုံးတာပဲတဘာဝတရားအနေနဲ့သုံးခဲ့တဲ့စကားလုံးအဲ့တော့ရူပဓာတုရူပပြမာတွေကိုရည်ညွှန်းပြီးတော့သုံးတယ်အရူပဓာတုအရူပပြမာတွေကိုရည်ညွှန်းသုံးလိုက်တာအဲ့တော့ကာမဓာတုရူပဓာတုအရူပဓာတုကာမဘုံရူပဘုံအရူပဘုံဘုံသုံးပါးတေးဘုံမှာဘုံသုံးပါးဆိုတာပြောတာပဲနော်ဘုံသုံးပါးထဲမှာ32ဘုံအကုန်လုံးပါသွားတယ်
30ပုံကိုချုံပြီးရင်ပုံ3ပါးနဲ့ပြောလို့ရတယ်ချုံပြီးတော့ပြောလိုက်တာကာမ7ပုံရူပ26ပုံအရူပဝဆရ4ပုံအဲ့တော့32ပုံအဲ့32ပုံမှာအတိအသီး32ပုံမှာရှိတဲ့ယုတ်တိနန်းတွေကိုဖြစ်စေနိုင်တဲ့ကံတရားအဲ့ဒီပုံនេះမှာအကျိုးပေးတဲ့ကံတရားဆိုတာရှိရမယ်တဲ့ကာမဘုံနဲ့ကာမဘုံကိုအကျိုးပေးတဲ့ကံတရားရူပဘုံမှာအကျိုးပေးမဲ့ကံတရားအရူပဘုံမှာအကျိုးပေးမဲ့ကံတရားသူမျိုးစေ့နဲ့သူဟာနဲ့သူအကြောင်းနဲ့သူလူတယောက်လုပ်ခဲ့တဲ့ကံတရားဟာကာမဘုံမှာအကျိုးပေးတာလားရူပဘုံမှာအကျိုးပေးတာလားအရူပဘုံမှာအကျိုးပေးမှာလားကာမဝဆရကုသိုလ်ကံဆိုလို့ရှိရင်ကာမဝဆရကုသိုလ်ကံနဲ့ကာမဝဆရအကုသိုလ်ကံဒီနှစ်ခုကကာမဘုံမှာအကျိုးပေးတာပဲရူပဝဆရကုသိုလ်လက်5မျိုး5မျိုးကရူပဘုံမှာအကျိုးပေးတယ်အရူပဝဆရကုသိုလ်4မျိုးကအရူပဘုံမှာအကျိုးပေးတယ်တော့ကာမဘုံမှာအကျိုးပေးတဲ့ကံကတော့ကုသိုလ်ကံအကုသိုလ်ကံလို့ပရိသေအကျိုးပေးတဲ့ကံ2မျိုးခွဲတယ်ရူပဘုံမှာပရိသေအကျိုးပေးတဲ့ကံကတော့ရူပဝဆရကုသိုလ်ကံအရူပဘုံမှာအကျိုးပေးတဲ့ကုသိုလ်ကံကတော့အရူပဝဆရကုသိုလ်ကံအဲ့တော့ကံတရားအကျိုးပေးတာကိုလည်းအပိုင်း2ပိုင်းခွဲထားတယ်ပရိသေခါအကျိုးပေးတာတစ်ခုပရိသေပြီးနောက်တဘဝတာလုံးအကျိုးပေးတာကိုပဝတ္တိလို့ခေါ်တယ်ဆက်လက်ဖြစ်နေတာပရိသတိဆိုတာရဲ့ဘဝရဲ့အစပဝတ္တိဆိုတာဆက်လက်ဖြစ်နေတဲ့ဘဝနောက်ပိုင်းကိုဆိုလို့တယ်ပေါ့အဲ့တော့ပရိသတိနဲ့ပဝတ္တိနှစ်ခုပြောတဲ့ထဲမှာပရိသေအကျိုးကိုအဓိကထားပြီးတော့ပြောတာအဲ့တော့ပရိသေအကျိုးကိုပြောတဲ့အခါမှာကာမဝဆရကံတွေကပဝတ္တိကျိုးအနေနဲ့ရူပဘုံအရူပဘုံမှာလည်းအကျိုးပေးသေးတယ်သူကရူပဝဆရကံအရူပဝဆရကံတွေကတော့ကာမဘုံမှာလာပြီးတော့ပဝတ္တိခါမှာအကျိုးပေးတယ်ဆိုတာမရှိဘူးကာမဝဆရကုသိုလ်ကံတွေကတော့ကုသိုလ်ကံအကုသိုလ်ကံတွေကတော့ရူပဘုံအရူပဒါပရမသုတ်တံမှာရူပဘုံနဲ့ရှင်းချက်စေရတဲ့ကံမရှိဘဲနဲ့ရူပဘုံရူပဘဝဆိုတာမဖြစ်နိုင်ဘူးအရူပဘဝမှာရင်းချက်စေရတဲ့အရူပဘုံនេះမှာရင်းချက်စေတဲ့အကျိုးပေးတဲ့ကံမရှိဘဲနဲ့အရူပဘဝဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ဘဝကိုလည်းပဲကံကို3မျိုးခွဲသလိုဘဝကိုလည်း3မျိုးခွဲတယ်ဘဝ3မျိုးကကာမဘဝရူပဘဝအရူပဘဝဖုံလိုက်ခွဲတာအသေးစိတ်ခွဲရင်တော့ငရဲသားဘဝတရိစ္ဆာန်ဘဝပြိတ္တာဘဝသူရကေဘဝပဲလေးပုံကြလူဘဝစတုမာရနတ်ပြည်နတ်ဘုံဘဝနတ်ဘဝဆိုအဲ့လိုဘဝတွေကသူအတိအသန့်ခွဲမဲ့ဆိုအဲ့လိုပဲခွဲရမှာတော့အလုံးခြုံငုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်သူ့ဘဝကိုဘဝလို့ပဲပြောတော့ဘဝဆိုတာကံရှိမှဘဝဆိုတာဖြစ်လာတယ်ကံကဖန်တီးတာဖြစ်တယ်ကံကဖန်တီးတာဖြစ်လို့ဘဝဆိုတာပေါ်လာရတယ်အဲ့တော့ဒီသုတ္တမဒီလိုဟောတယ်လို့ပဲပရိစ္ဆေသုဥပ္ပမှာကြတော့လည်းပဲမြတ်စွာဘုရားဟောတာနှစ်ခုရှိတယ်လေသင်္ခါရပစ္စယဝိညာဏသင်္ခါရဆိုတာကံတရားဝိညာဏဆိုတာဘဝရဲ့အစပရိသေအဲ့တော့ဒီဘယ်ဘဝပဲရောက်ပရိသေစိတ်ကအရင်ဝိညာဉ်စိတ်ကအရင်ပေါ်တာပဲဒါဟိုစိတ်ရှိတဲ့တရားမှန်သမျှအဲ့တော့သင်္ခါရပစ္စယဝိညာဏဆိုရင်ကံရှိမှဘဝပရိသေစိတ်ဆိုတာပေါ်တာကံရှိမှဖြစ်တာနောက်တစ်ခုကြည့်လိုက်မယ်ဆိုရင်ဘဝပစ္စယဇာတိဆိုတဲ့နေရာမှာလည်းပဲကမ္မဘဝကိုယူရဘဝပစ္စယဇာတိဥပါရဏပစ္စယဘဝကြတော့ကမ္မဘဝနဲ့ဥပပတ္တိဘဝနှစ်ခုလုံးယူတယ်ဘဝပစ္စယဇာတိကြတော့ကမ္မဘဝတစ်ခုပဲယူရမယ်အဲ့တော့ကံကမ္မ
ဝပစ္စယဇာတိဆိုတာလည်းပဲကမ္မဘဝကြောင့်ဇာတိဆိုတဲ့ဥပပတ္တိဘဝဖြစ်တယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်အသုံးကအဲ့တော့မြတ်စွာဘုရားဘဝဟာလူတွေဟာဘဝမှာယဉ်ဤဘဝမှာဖြစ်ကြပြီးတော့ကုသိုလ်အကုသိုလ်နဲ့တန်တရားထဲမှာလဲကြတာဖြစ်သည့်အတွက်ကြောင့်ဘဝကြောင့်သိဖို့ကအမြဲတမ်းအရေးကြီးတာပေါ့